တိတ်ဆိတ်ပြီးညင်သာသာလမ်းညွှန်ထားသောတရားထိုင်ခြင်းနှင့်အိပ်စက်ခြင်းဆိုင်ရာစကားပြောဆိုခြင်းသည်တင်ခန်းစားနေရသည့်စိုးရင်ပူပန်မှုသို့မဟုတ်ကြောက်ရွံ့မှုတွေကိုတတ်တာစေပြီးလွန်မြောက်စေရန်အတွက်အကူအညီပေးပါလိမ့်မယ်။ဒါကြောင့်တင်ရဲ့အရာလေးပေါ်မှာနေရာယူလိုက်ပါ။တနိုင်သမျှတတောင့်တတဖြစ်အောင်နေပါ။ဒီပထမဆုံးအခိုက်အတန့်လေးတွေကိုတင်အတွက်လက်ဆောင်တစ်ခုအဖြစ်ထားရှိလိုက်ပါ။ခုချိန်မှာဘာမှဖြည့်ရှင်းစရာမလိုပါဘူး။မကောင်းတဲ့စိတ်ခံစားချက်တွေကိုလည်းအတင်းတိုက်ထုတ်စရာမလိုပါဘူး။ဒီနေရာကအသက်ရှူဖို့စိတ်ညစ်အောင်ထားဖို့နဲ့ကိုယ်ပေါ်ဝင်တော့ဝင်ဖို့ဖြစ်နေတာတွေကိုညင်သာစွာလှုပ်ချဖို့အတွက်ပေးကင်းတဲ့နေရာလေးပါ။ဤအိပ်စက်ခြင်းဆိုင်ရာလမ်းညွှန်ချက်သည်တင်အားစိတ်အေးချမ်းစွာအိပ်စက်ခြင်းသို့ပို့ဆောင်ပေးမည်ဖြစ်ပြီးတင်ခန္ဓာကိုယ်လိုအပ်သောနိမ့်နိမ့်ချိုက်ချိုက်နဲ့အိပ်ပျော်ခြင်းမျိုးလမ်းညွှန်ပေးပါမယ်။နှာခေါင်းကနေဖြည်းဖြည်းချင်းအသက်ရှူသွင်းပြီးပါးစပ်ကနေဖြည်းညှင်းစွာရှူထုတ်လိုက်ပါ။ထို့နောက်ခန္ဓာကိုယ်ဘလို့ပျော်ပြောင်းလာလဲဆိုတာကိုသတိပြုလိုက်ပါ။အသက်ရှူတိုင်းသတိပြုမိလိုက်တဲ့အချိန်ကစပြီးစိတ်အေးလက်အေးနေနိုင်ပြီဆိုတဲ့လက္ခဏာပါပဲ။အခုတင်းကျပ်နေတဲ့နေရာတွေဒါမှမဟုတ်လေးလံနေတဲ့နေရာတွေကိုရှာဖွေနေသလိုမျိုးအာယုံဆိုင်မှုကိုခန္ဓာကိုယ်တစ်ခုလုံးကိုညင်သာစွာရွှေလျားခွင့်ပေးလိုက်ပါတင်ပခုံးတင်မေယူသို့မဟုတ်ဝမ်းပိုင်၌တင်းမာမှုတွေကိုသတိပြုမိပါကထိုနေရာများသို့မေတ္တာနဲ့ကရုဏာတရားပို့ပေးပါအသက်ရှူထုတ်လိုက်တိုင်း၎င်းတို့ပြေလျော့ပြီးပျော်ပြောင်းလာတာကိုမြင်အောင်ကြည့်ပြီးတင်အောက်ကမွေရလေးကိုခန်းစားကြည့်လိုက်ပါတင်ကိုပြေဝထောက်ပံ့ပေးနိုင်သောမွေရလေးပေါ်မှာနူးညံ့စွာလဲလျောင်းလိုက်ပါအခုချိန်မှာဘာမှတောင်းခံစရာမလိုပါဘူးအသက်ရှူတိုင်းတင်ရဲ့စိုးရင်ပူပန်မှုတွေကိုပြေလျော့ပေးပါမင်းရဲ့လက်မောင်းတွေနဲ့ခြေထောက်တွေကပိုလေးလန်လာပြီးရင်ဘက်ကအလွယ်တကူအတက်ကြရှိပါတယ်ထိုချိန်မျိုးမှာခန္ဓာကိုယ်တစ်ခုလုံးကအနားယူရတာဘယ်လိုခံစားရလဲဆိုတာကိုမှတ်မိလာပါလိမ့်မယ်အခုခန္ဓာကိုယ်ဟာအနှဲငယ်ပေါ်ပါသွားပြီဆိုတော့လုံခြုံပြီးအေးချမ်းတဲ့နေရာတစ်ခုတည်းသို့ခြေလန်းလန်းလိုက်သလိုမြင်အောင်ကြည့်ပါဒါဟာသင်ရဲ့ဘေးကင်းတဲ့နေရာလေးအဖြစ်တည်ရှိနေလေရန်မောင်ရီစာပြိုခြင်းလေးမှာတိတ်ဆိတ်ငြိမ်သက်တဲ့ဥယျာဉ်ဒါမှမဟုတ်လိုင်းတွေနဲ့အတူပြင်းချင်းစွာရိုက်ခတ်နေတဲ့ကမ်းခြေတစ်ခုလည်းဖြစ်နိုင်ပါတယ်ဘယ်နေရာကိုပဲစိတ်ထဲပေါ်လာပါစေယုံကြည်လိုက်ပါဒီနေရာကသင်ရဲ့ခိုးလုံရာနေရာနားယူရန်အသင့်တော်ဆုံးနေရာဖြစ်ပါတယ်။သင်ကိုယ်တင်အဲ့ဒီမှာမြင်အောင်ကြည့်ပါ။လေပြေလေးညင်းလေးများကငြိမ်သက်နေလျက်တိတ်ဆိတ်နေတယ်။ပြီးတော့သင်ဟာလုံးဝအေးချမ်းသာယာမှုကိုခံစားရပါတယ်။အသေးသေးချက်လက်တွေကိုသတိပြုကြည့်အောင်။သင်ရဲ့ခြေထောက်ကဒဲတောင်ပြည့်ရဲ့နူးညံ့မှုနဲ့အတူအေးချမ်းသာယာသောလေညင်းလေးကသင်ရဲ့ရေပြားကိုအစင်မပြတ်ထိမှန်နေပြီ။ဒီနေရာကကြိုးစိုးတယ်ဆိုတဲ့ခံစားချက်နဲ့အတူပြည့်စုံနေတဲ့လုံခြုံမှုတွေနဲ့ပြည့်နေနေလျက်နောက်ဆက်ဖြစ်စေတဲ့စိတ်ခံစားချက်တွေအလုပ်တွေပူပန်မှုတွေအားလုံးမကောင်းတဲ့အရာအားလုံးတင့်စီမရောက်နိုင်ပါဘူးစိုးရင်ပူပန်မှုမရှိဘူးကြောက်ရွံ့မှုမရှိဘူးဖိအားတွေလည်းမရှိဘူးဒီနေရာမှာသူတို့အတွက်နေရာမရှိပါဘူးဒီနေရာလေးကသူတို့ကိုညှင်းပယ်ထားသောနေရာလေးဖြစ်ပါတယ်ဒါကအသင်အတွက်ပါပဲသင်ရဲ့နှလုံးသားနဲ့စိတ်ကိုအနားယူနိုင်ပြီးလွတ်လပ်စွာအသက်ရှူနိုင်တဲ့နေရာဖြစ်ပြီးသင်ဘေးကင်းလုံခြုံပါတယ်ဒီနေရာရဲ့တိတ်ဆိတ်ငြိမ်သက်မှုသည်နှွေးထွေးပြီးကြိုးစိုးပွဲကောင်းသောလိုင်းလုံးများကသင်ပေါ်သို့ပြန့်နှံ့သွားပါတယ်သင်တည်ဆောင်ထားတဲ့ဝင်တိုးဝင်ပိုးတွေကိုလွှတ်ချဖို့အစဉ်သင့်ဖြစ်ပြီလို့ခံစားရပါတယ်နောက်ဆုံးတော့မင်းရဲ့ဆွဲခံနေတဲ့တတိကိုလျှော့ချနိုင်ပြီမနေ့ပြန်အကြောင်းစဉ်းစားစရာမလိုပါဘူးဒီနေ့အတွက်ပြန်ကြည့်စရာလည်းမလိုအပ်ပါဘူးအရေးကြီးတာကစိတ်ငြိမ်ငြိမ်ထားပြီးဒီဥဆိုင်ခံရတဲ့ဖိအားကင်းတဲ့ဒီချိန်လေးပါပဲဒီမှာအနာယူချိန်လေးမှာသင်ရဲ့စိတ်ကိုကြောက်ရွံ့မှုကနေဝေးရသို့ပို့ဆောင်ပေးပြီးဒီနူးညံ့သိမ်မွေးတဲ့စကလုံးတွေကိုနားထောင်ပါသင်လို့ရှိပါက၎င်းတို့ကိုထပ်တလဲလဲပြုလုပ်နိုင်သည်သို့မဟုတ်၎င်းတို့ရဲ့အမှန်တရားဖိတင်ထက်သန်ဖြင့်သ
တင်းရဲ့စိတ်ထဲတွင်တိတ်ဆိတ်စွာပဲ့တင်ထက်စေလျက်ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဟာတင်းရဲ့မသိစိတ်မှာအခြေချပြီးတင်းစုပ်ကင်ထားတဲ့တင်မာမှုတွေကိုရောပါသာပြူလာပါလိမ့်မယ်ဒီငြိမ်မှုနဲ့တိတ်ဆိတ်ငြိမ်သက်မှုသာခြံထားခဲ့တဲ့ညင်သားတဲ့စမ်းကြောင်းတစ်ခုလိုမျိုးတင်းစီကနေဖြတ်တန်းသွားစေလိုက်ပါတင်းအခုလုံခြုံနေပါပြီတင်းနားယူခွင့်ရှိပါတယ်စိုးရင်ပူပန်မှုကတင်းကိုမထိန်ချုံနိုင်ပါဘူးငြိမ်ချမ်းမှုကတင်းရဲ့အသက်ရှူတဲ့နေအတူစီစဉ်နေလျက်ကြောင်ရမှုကတင်းကိုလှမ်းမိုးနိုင်စမ်းရောနေလာပါပြီတည်ငြိမ်မှုကမြင့်တက်လာနေပြီတင်းရဲ့စိုးရင်ပူပန်မှုထက်ပိုတန်မာလာကြောင်းစိတ်ကနေရည်ရွယ်ကြည့်ပါတင်းရဲ့စိတ်ခန္ဓာကိုယ်ကဟန်ချမ်းညီမှုအားရှာတွေ့နေပါတယ်ဝင်လင်းတဲ့နှလုံးသားနဲ့အိတ်ဆက်ခြင်းကိုကျွန်တော်တို့ကြိုးဆိုပါတယ်တင်းလွတ်ချဖို့အသင်ဖြစ်နေပြီမင်းဒီမှာပေးကင်းတယ်ဒီနေ့စိုးရင်ပူပန်မှုတွေကဒီအချိန်မှာနေရာမရှိပါဘူးတင်းရဲ့ခန္ဓာကိုယ်ဟာဘယ်လိုနားယူရမလဲဆိုတာကိုသိပြီးတင်းရဲ့စိတ်ကလည်းတိတ်ဆိတ်ငြိမ်သက်မှုကိုယုံကြည်ဖို့တင်ယူနေပါတယ်ဒီငြိမ်အေးချမ်းတဲ့စကလုံးတွေနဲ့အေးချမ်းသောနောက်ခံတန်စင်လေးတွေကတင်းရင်တဲ့အတွင်းမှာတိုးတိုးလေးပဲ့တင်ထန်နေလျက်ဒီနေရာလေးမှာလဲလဲအောင်နေခြင်းတင်းပဝင်းခြင်းကအတန်ကတင်းကိုပုံပြီးနှက်ဆိုင်စွာတည်ဆောင်သွားစေပါတယ်ဘာမှလုပ်စရာမကြံတော့ပါဘူးကြိုးစားအားထုတ်မှုမရှိရုန်းကန်မှုမရှိအိတ်ဆက်ခြင်းဆိုတဲ့ခီးလေးမှာစိတ်လွတ်ကိုလို့ကမ်းခြေလေးတစ်ခုပေါ်သို့လဲလျောင်းနေလျက်အနားယူနေရင်ကျွန်တော်ရဲ့အတန်ကမကြခင်ပျောက်ကွယ်သွားတော့မှာပါဒါပေမဲ့မင်းရဲ့တညလုံးအိပ်ပျော်နေခြင်းလေးမှာတော့တိတ်ဆိတ်ငြိမ်သက်မှုကဆက်လက်တည်ရှိနေမှာပါတင်းရဲ့ခန္ဓာကိုယ်ဟာဘလောက်တောင်တက်တောင့်တက်တာရှိမှုတွေမှာနင်းမြုပ်နေလဲဆိုတာကိုခံစားကြည့်ပါကြွသားတိုင်းပြေရော့သွားစေပါတယ်တဲ့ရှူတိုင်းကနေခွေလာပြီးပျော်ပြောင်းလာနေပြီမင်းရဲ့လက်လေးတွေလည်းလေးလံပြီးညှိထွေးနေတယ်မင်းရဲ့ခြေထောက်ကလုံးဝအနားယူနေပြီတင့်ခန္ဓာကိုယ်တစ်ခုလုံးကအနားယူဖို့ခွင့်ပြုချက်ပေးလိုက်ပါတယ်တင်းရဲ့ဘဝဝင်ချင်းရှိတိတ်ဆိတ်မှုကိုတတိပြုလိုက်ပါတိတ်ဆိတ်ငြိမ်သက်မှုကတင်းရဲ့စိတ်ကိုညှင်းသွားသွားဖုံးလွှမ်းနေလျက်ကုံဆုံးသွားတဲ့အခိုက်တန့်တိုင်းမင်းရဲ့စိတ်နဲ့ခန္ဓာကိုယ်ဟာပုံမူတည်ငြိမ်လာပါတယ်ပူပြီးငြိမ်ချမ်းလာတယ်ပူတတောင့်တတာရှိလေအတွေ့မြစွာကဝေးလံသောနေရာသို့ပိတ်တင်သံများကဲ့သို့ပြန်လွင်သွားပါတယ်မင်းပိုင်ဆိုင်ထားတဲ့ဒီနူးညံ့တိမ်မွေ့ပြီးတိတ်ဆိတ်ငြိမ်သက်မှုတွေမှာပဲကြံရှိပါတော့တယ်မင်းရဲ့အသက်ရှူတိုင်းပုံမူနဲ့ဆိုင်စွာအနာယူနေပါတယ်ဤပေကင်းသောနေရာသို့ညှင်းသားသွားတည်ဆောင်သွားနေပြီဘေးကင်းတယ်တင်ကလက်ဆိုင်စွာကူစားနေတဲ့အိတ်ဆက်ခြင်းတွေသို့လင်းမြုပ်နေလျက်ပါအိတ်ဆက်ခြင်းကတင်အားညတစ်လျှောက်လုံးတည်ဆောင်သွားသည်နှင့်အမျှဤနေရာတွင်အနာယူပါပုံမနဲ့ဆိုင်စွာအနာယူပြီးအပန်းဖြေလိုက်ပါ